One Championship ရဲ့အောင်နိုင်သူတွေဟာကမ္ဘာအဆင့်အတန်းကိုတက်တည်ပြဖို့အတွက်အထက်ကန်လောင်ဝင် UFCC ကိုခြေလမ်းရွှေ့ရမယ့်အချီရောက်ပြီလားယနေ့ခေ MMA လောကမှာ Christian Lee နဲ့ Shami Adowan တို့ဟာသူတို့ရဲ့သက်ဆိုင်ရာဝေတန်းတွေမှာအကောင်းဆုံးသောစွမ်းဆောင်ရည်တွေကိုပြသနေကြသူတွေဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့အရေးချင်းဟာ One Championship ဆိုတဲ့ဘောင်တစ်ခုထဲမှာတင်ရက်တက်မနေသင့်ပဲ UFC လိုမျိုးပြိုင်ဆိုင်မှုပြင်းထန်တဲ့နေရာကိုကူးပြောင်းတဲ့အကြောင်းရင်းတွေကိုအချက်အလက်နဲ့တကွတင်ပြပေးခြင်းပါတယ်။ Christian Lee ဟာ lightweight နဲ့ welterweight ဝေတန်းနှစ်ခုလုံးမှာ champion ခါဘတ်ကိုတင်ပိုက်ထားပြီးဖြစ်တယ်လို့ one မှာရှိတဲ့ထိပ်သီးကစားသမားအများစုကိုလည်းအနိုင်ယူပြီးဖြစ်ပါတယ်။သူ့ရဲ့အရေးချင်းဟာကမ္ဘာအဆင့်ဖြစ်တာကြောင့် UFC ရဲ့ lightweight တန်းနဲ့ welterweight တန်းမှာရှိတဲ့ Islam Makhachev, Justin Gaethje တို့လိုထိပ်သီးမိနဲ့ရှင်ပြိုင်မှသာသူ့ရဲ့အစစ်အမှန်စွမ်းရည်ကိုပရိသတ်တွေပုံမမြင်တွေ့ရမှာဖြစ်ပါတယ်။ Shami Adowan ကတော့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာသူ့ရဲ့နှစ်ပန်း wrestling စွမ်းရည်ဟာဘလောက်အထိကြောက်ဖို့ကောင်းလဲဆိုတာသက်သေပြခဲ့ပြီးဖြစ်ပါတယ်။ UFC ရဲ့ middleweight တန်းဟာနှစ်ပန်းသမားကောင်းတွေပေါ်များတဲ့နေရာဖြစ်တာကြောင့် Shamil အနေနဲ့အဲ့ဒီနေရာမှာကစားခြင်းကသာသူ့ရဲ့ကစားဟန်ကိုအစွမ်းကုန်အသုံးချနိုင်မဲ့အခွင့်အရေးဖြစ်ပါတယ်။ MMA ကစားသမားတစ်ယောက်အတွက်ကမ္ဘာအကောင်းဆုံးလို့အများကသတ်မှတ်ဖို့ဆိုရင် UFC လိုမျိုးကမ္ဘာနံပါတ်1အဆင့်ရှိတဲ့အဖွဲ့အစည်းမှာတက်သေးပြဖို့လိုအပ်ပါတယ်။ Christian Lee နဲ့ Shami တို့ဟာငယ်ရွယ်ပြီးအလားအလာရှိသူတွေဖြစ်တာကြောင့်အခုလိုအချိန်ကောင်းမှာပြောင်းလဲခြင်းကသူတို့ရဲ့ကစားသမားဘဝမှတ်တမ်းအတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ One Championship မှာအရေးချင်းရှိသူတွေရှိပေမဲ့ UFC ရဲ့ weight တန်းအလိုက် top 15 စီးရင်ဝင်ကစားသမားတွေရဲ့အဆင့်တန်းကပုံမကျယ်ပြန့်ပြီးခက်မှန်းရခက်ခဲပါတယ်။ဒါကြောင့်သူတို့နှစ်ဦးလုံးအတွက်တကယ်တမ်းထိတ်တန့်တဲ့ကြိုင်ဘတ်ကောင်းတွေကို UFC မှာပုံမရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။နီးကုန်းချုပ်အနေနဲ့ပြောရရင် Christian Lee နဲ့ Shami Adowan တို့ဟာ One Championship ရဲ့ဂုဏ်ဆောင်ကစားသမားတွေဖြစ်ပေမဲ့သူတို့ရဲ့အစစ်အမှန်အလားအလာကို UFC မှာထပ်မံသက်သေပြစေချင်တာကတော့ MMA ပရိသတ်တိုင်းရဲ့စံတပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရောဘယ်လိုထင်ပါသလဲ။ Christian Lee နဲ့ Shami Adowan တို့ UFC ကိုပြောင်းတင်တယ်လို့ထင်ပါသလား။ဒါမှမဟုတ် One မှာပဲဆက်ရှိနေတင်သလားဆိုတာကို comment မှာသင်ရဲ့အမြင်လေးတွေကိုရေးပေးခဲ့ပါဦး။ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့အောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်